Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ငါတက်တာကြိုက်သူများအတွက်ဆက်ရတာလွယ်ကူမြတ်ဆန်ပြီးတော့ချင်းငယ်ဆက်ရတာလေးနဲ့စားလို့အရန်ကောင်းတဲ့ငါတက်တာတော့မြတ်ဟင်းလွယ်ချက်နေလေးကိုလာမျှပြဖြစ်ပါတယ်ဒီဟင်းလေးရဆိုလို့ရှိရင်ကြက်ဥလေးကြော်ပြီးတော့ထမင်းပပူလေးနဲ့တွဲစားရင်အရန်ကိုလိုက်ဖက်ပါတယ်ဒါလေးတွေကတော့တော့မြတ်ဟင်းမှာအဓိကပါဝင်တဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်အစင်သစ်ထိထားပြီးသားတမြသီးပါမယ်နန်းနံပင်ပါမယ်ပြီးတော့ကြက်သွန်နီပြီးတော့ဇပလင်းပြီးတော့ဒါလေးကတော့ပတဲကောနဲ့ရှောက်ရွက်နေငယ်ပဲဖြစ်ပါတယ်ရှင်ဒီနေရာမှာနန်းနံပင်ကမရှိရင်မထက်လည်းရပါရဲ့နော်ပြီးတော့အစင်သစ်လှီထားတဲ့ခရမ်းချီသီးနှလုံးစာပါမယ်ပြီးတော့အစင်သစ်ရေစေးသက်စင်ပြီးတော့ဆိတ်ဆွထားတဲ့မှုနှဲငယ်ပါမယ်ဒီနေရာမှာမှုကိုကြတော့ကိုအစင်ပြေတဲ့မှုကိုသုံးလိုက်ပါတယ်ရှင်ပြီးတော့ဒါလေးကတော့ငှုတ်သီးစိမ်းပေါ့နော်ငှုတ်သီးစိမ်းကိုလည်းကိုအဆက်စားနိုင်တဲ့လောက်အစင်သစ်ပြထားပေးလိုက်ပါမယ်နော်ပြီးတော့အဓိကပါဝင်တဲ့ငါတက်တာနှစ်ဘူးပေါ့နော်ပထမဆုံးဖြူတို့မြုပ်သီးစိမ်းကိုအဆက်စားနိုင်တဲ့လောက်ညက်တညက်နေထားလေးတွေထောင်းသွားပေးလိုက်ပါမယ်နော်ဒီတော့မြတ်ဟင်းမဆိုလို့ရှိရင်တော့နှမျိုးရှိတယ်ပေါ့နော်အရေးကြီးနဲ့အရေးနောက်ဒီတစ်ခါဖြူချက်ပြထားတာကတော့မြတ်အရေးကြီးပဲဖြစ်ပါတယ်ရှင်ထောင်းထားတဲ့ငှုပ်သီးလည်းရပြီဆိုလို့ရှိရင်တော့ဖြူတို့စားချက်ပေးရန်အတွက်ချက်မဲ့အိုးတွေကိုရေကိုလိုအပ်တဲ့လောက်ထည့်ပေးလိုက်ပါမယ်ဒီနေ့တော့အိမ်မှာကက်လေးကုန်နေတာနဲ့ရှိနေတဲ့လျှက်ဆက်အိုးလေးနဲ့ပဲချက်ထားပေးလိုက်ပါတယ်ရှင်ပြီးရင်တော့ပတဲကောရဲ့ကြက်သွန်ရဲ့ဇပလင်းရဲ့ရှောက်ရွက်ရဲ့ကိုထည့်ပြီးလို့ရှိရင်တော့အဖုံးလေးအုပ်ပြီးတော့ပွက်ပွက်ဆူလာတဲ့အထိတည်သွားပေးလိုက်ပါမယ်ရှင်ဖြူတို့တက်သွားလိုက်တာအခုလိုမျိုးလေးပပဆူလာပြီဆိုလို့ရှိရင်တော့သူ့တွေကိုခရမ်းချီသီးရဲ့ပြီးတော့မိုးရဲ့ပြီးတော့ခဏကဖြူတို့ထောင်းထားတဲ့ငှုတ်သီးစိမ့်လေးရဲ့ကိုထည့်ပေးလိုက်ပါမယ်ဖြူကရေလေးနည်းနည်းလေးနဲသလိုခံစားရတာနဲ့နောက်ထပ်ရေလေးနည်းငယ်ကိုထပ်ပေးထားပါတယ်ရှင်ရေနည်းငယ်ထပ်ပြီးတာနဲ့အဖုံးလေးအုပ်ပြီးတော့နောက်တစ်ခေါက်ထပ်ပြီးတော့ပေါ့နော်ဆူလာတဲ့အထိတက်သွားပေးလိုက်ပါတယ်ကဲဖြူတို့တက်သွားလိုက်တာပပဆူလာပြီဆိုလို့ရှိရင်တော့အဖုံးလေးဖွင့်ပေးလိုက်မယ်ပြီးရင်တော့နည်းနည်းလေးမှွေပြီးတော့ဖြူတို့သူ့တွေကိုငါတက်တာနှစ်ဘူးကိုဖောက်ထည့်ပေးထားလိုက်ပါမယ်နော်ဒီဟင်းလေးရဆိုလို့ရှိရင်ကိုအိမ်မှာပါချက်လို့ချက်မှမသိရင်ဒီလိုလေးချက်စားကြည့်ပါနော်သူဟာအဆက်ရတာရောအချင်းရတာရောအငန်ရတာရောရှိတာဖြစ်တဲ့အတွက်ဒီတစ်မျိုးနဲ့လည်းထမင်းရဲကိုမိတ်စေပါတယ်ရှင်ကျုပ်ကြော်လေးနဲ့တာတွဲစားရင်ပို့ပြီးတော့လိုက်ဖက်ပါတယ်ပြီးရင်တော့နည်းနည်းလေးမှွေပြီးတော့ရတာတစ်ခါတည်းဆက်ထားပေးလိုက်ပါမယ်နော်ရတာအတွက်ကတော့သူ့တွေကိုဖြိုးကအသားမှုန့်နှဲငယ်ငယ်ပြိုင်နှဲငယ်နဲ့တကြားလေးနှဲငယ်ကိုထပ်ပေးထားပါတယ်ရှင်ပြရနဲ့ရှောက်ရွက်လေးနှဲငယ်ကိုအုပ်ပြီးတာနဲ့ခဏလောက်သမသွားအောင်မှွေထားပေးလိုက်ပါတယ်ခဏလောက်မှွေပြီးတာနဲ့အဖုံးလေးအုပ်ပြီးတော့နောက်ထပ်2မိနစ်3မိနစ်လောက်ဆက်ပြီးတော့ချက်ထားပေးလိုက်ပါတယ်ရှင်ကဲဖြူချက်သွားလိုက်တာပပဆူလာပြီဆိုလို့ရှိရင်တော့သမသွားအောင်မှွေထားပေးလိုက်ပါမယ်နော်ခဏလောက်မှွေပြီးတာနဲ့နောက်ဆုံးကြမှာတမြာသီးနှဲငယ်နဲ့ဒီနန်းနံပင်လေးနှဲငယ်ကိုအုပ်ထားပေးလိုက်ပါတယ်တမြာသီးကကြတော့ဖြူတစ်လုံးစာလောက်ကိုသုံးထားတယ်ပေါ့နော်ပြီးရင်တော့အားလုံးကိုနှက်သွားအောင်မှွေပြီးတော့ရတာပေါငံကိုတခါတည်းမြည်ထားပေးလိုက်ပါမယ်နော်ဒီနေရာမှာရတာပေါငံကိုစိတ်ကြိုက်ပြင်ဆင်ပေးနိုင်ပါရဲ့နော်ဖြူကတော့နည်းနည်းလေးပေါ့တလို့ခံစားတာနဲ့သူ့တွေကိုအသားမှုန့်နှင်းငယ်ပြီးတော့ငံပြရည်နဲ့တမြာသီးနှင်းငယ်ကိုထပ်ပြီးတော့ညှစ်ထပ်ပေးထားလိုက်ပါတယ်ရှင်ကဲပြီးရင်တော့အားလုံးနှက်သွားအောင်ပြန်ပြီးတော့မှွေထားပေးလိုက်မယ်အားလုံးလည်းနှက်သွားပြီဆိုလို့ရှိရင်တော့ရတာကိုနောက်တစ်ခေါက်ဆက်ပြီးတော့မြည်ကြည့်ပေးလိုက်ပါမယ်နော်ကဲရတာလည်းလုံးဝစစ်ပြည့်တယ်ဆိုလို့ရှိရင်တော့ဖြူတို့ရဲ့ငါတက်တာတော့မြတ်ဟင်းချင်းငယ်ဆက်လေးရတော့ကြက်ပါပြီရှင်နက်လေးရဆိုလို့ရှိရင်လည်းမှုေးနေရောပေါ့နော်ကဲကြက်ပြီဆိုလို့ရှိရင်တော့ဖြူတို့စားမကန်ထဲထည့်မယ်ပြီးရင်တော့ထမင်းပပူလေးနဲ့သုံးဆောင်နိုင်ပါပြီရှင်ချင်းငယ်ဆက်ရတာလေးနဲ့စားလို့လည်းအရင်ကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမှလို့ညွှန်နေပါရရှင်ကဲဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်ဒါဆိုဖြူနဲ့ဝေတက်တယ်မှာပြန်ဆိုရမယ်နော်အားလုံးဘိုင်